အင်ဒိုနီးရှားကြက်ကြော်ဆိုတော့အင်ဒိုအင်ကြီးဝေးရမှာပေါ့ အင်ဒိုကြက်ကြော်စားဘူးလား စားဘူး အင်ဒိုကြက်ကြော်စားဘူးလား မစားဘူး အင်ဒိုကြက်ကြော်စားဘူးလား စားဘူး အင်ဒိုကြက်ကြော်စားဘူးလား စားဘူး ဒီနေ့ရဲ့မီနူကအင်ဒိုကြက်ကြော်စားဘူးရဲ့လူရှိလို့မစားဘူးရဲ့သူလည်းရှိတယ်တူတဲ့ဟာတခုကတော့ဘယ်သူမှအင်ဒိုကြက်ကြော်မကြော်ဘူးမင်းညကဘယ်လိုကြောရလဲဆိုတော့လေ့လာထားတယ်ဒီနေ့စမ်းလုပ်ကြည့်မယ် အရှင်ဆုံးဝိုင်းနှွာကြပါတယ်ကြက်သွန်ဖြူပါကဲတန်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 ရပါပြီငရုတ်သီးတွေကလည်းအများကြီးလို့တော့ပူဆက်ပူလောင်ကြရပဲချွေရပြန်ပါတယ် တယောက်မှမစားဘူးလေတခါမှရအဲ့လိုကောင်းတာ စားဘူးတဲ့လူပါတယ်အောင်စိစားဘူးလေ အဲ့ဆိုလားသူတို့မကျွင်းနဲ့ စားဘူးတဲ့သူဆိုမကြွေးဘူးတဲ့ဟိချက်ပြုံကြီးအမှန်ကတော့ အရင်ဆုံးဆေးရမှာဖြစ်ပါတယ် ပြီးတော့ ကြက်သားကိုဆေးပြီးတော့ပြုတ်ပါမယ်ကျွန်တော်တို့ဟိုဟာစားစနွင်းနေပြီးတော့ဂျင်းလေးနဲ့နဲ့ဟော ပြုတ်မြင်ပါလားမ ပြုတ်ပြီးသွားလို့ရှိရင်ကြော်ပါမယ် ပြီးတော့ရော ကြော်ပြီးသွားလို့ရှိရင်ထုပါမယ် အဲ့တော့ဆရာကြီးပြောတဲ့နီလန်းဒီအတိုင်းစားစလုံးနယ်ဖို့ချက်သားတွေကိုမှုန်းပါတယ်သွားဒီရင်ကောင်နဲ့ထွက်သွားငါတို့တက်ရှင်းမှုဦးစားပေးတာဂျင်းကဘာအတွက်ထောင်းတာလဲ ငင်းကအသားနပ်ဖို့ အဲ့ဒီတိုင်းပဲအဲ့လိုပပလေးပြီးတော့ဂျင်းကအဲ့လိုပဲထဲပြုတ်သွားမှာမဟုတ်ဘူးထောင်းဖို့လိုရတယ် ဖောက်မို့လေဒီကောင်နဲ့အရင်ညင်ပါအသားလေးစိတ်နေတာလေ အော်အဲ့လိုပိုကောင်းတယ် နဲ့ရတာပိုကောင်းတယ် အော် ထောင်းတဲ့သူကလည်းအားကျိုးမှန်တဲ့ထောင်းတော့ကိုကလည်းဖြူးစရာရှိတာဖြူးပါတယ်နှမ်းမဟုတ်ပါဘူးအရသာမဟုတ်တွေပါအရသာတွေအရန်အောင်မှစိတ်ဝင်ပြီးတော့ကောင်းသွားအောင်လို့ရှေ့ပလန်နဲ့နေပါတယ် ကြက်သားအခုနိုင်ဝက်လောက်နှက်ထားမှာလေအဲ့တော့နိုင်ဝက်ကအားနေတယ်တခြားဟာတွေအကုန်ပြီးပြီ နေစရာရှိတာနေပြီးတော့နှက်စရာရှိတာလည်းနှက်ပြီးပြီဆိုတော့ဝတ်တရားရှိတဲ့အတိုင်းပြုတ်ရပါတယ်ရင်တွေလာစင်မှလည်းကြောက်ရတာပေါ့လေ ပြုတ်ပြီးတော့မှကြော်တဲ့ဟာတော့များစွာဖြစ်လို့ဆိုတာအကြက်ညီအောင် အရသာကြတော့အဲ့လိုဘာကွာလဲပြုတ်ပြီးမှကြော်ရတဲ့တိုင်းတန်းကြော်ရတဲ့ မသိဘူးကျွန်တော်မသိဘူးကျွန်တော်ကမှကြော်ဘူးလား စက်သားအိုးကြီးတဲထားစောင့်နေရတော့ပြင်းတော့ပြင်းတာပေါ့လေ ကြက်သားပြုတ်ပြီးသွားပြီဆိုတော့ဆယ်နေတာပေါ့လေပြီးသွားရင်တော့သူတို့ပြောနေတဲ့နီလန်တိုင်းသူကစီပူပူထဲမှာကြက်သားကိုကြော်မယ်အဲနောက်တစ်ဆင့်ပေါ့လေ အငွေးတစ်ထောင်းထောင်းနဲ့အနံ့လည်းဝှေးနေတော့ရှယ်ပဲပေါ့ရှင် ပြုတ်ပြီးသွားပြီဆိုတော့ကြော်ရမယ်ဟိုပါလေဟို vlog တွေလိုမျိုးဒီလိုကြီးထည့်ပြတာတင်း အရှဲရှဲနဲ့စက်သားကိုကြော်ပြီးသွားရင်တော့အဲ့ဒီစီမှာပဲခုနကချွေထားတဲ့ငရုတ်သီးလေးကိုထည့်ပြီးကြော်ပါတယ်ငရုတ်သီးကြော်တဲ့ကောင်မှုံမယ်လို့ထင်ထားပေမဲ့ငရုတ်သီးထက်မီးခိုးကပိုမှုံပါတယ်ထောင်းစရာတော့အစောပိုင်းမှာဂျင်းထောင်းပြီးတဲ့နောက်အခုငရုတ်သီးနဲ့ကြက်သွန်ဖြူကိုထပ်ထောင်းရပါတယ်ထောင်းရလုံးလို့လေလူလဲပြီးတော့ဆက်ထောင်းရပြန်ပါတယ်ငရုတ်သီးတွေကအများကြီးပါပဲ ကြက်ကြော်ကြော်ထားတာရပြီအင်ဒိုကြက်ကြော်ဆိုတော့ငရုတ်တီထောင်းနဲ့ရောစားမှာပေါ့လေငရုတ်တီထောင်းကတော့ထောင်းနေတော့မယ် လှလိုက်တဲ့ကြက်ကြော်လေးတွေဘလောက်တောင်မင်္ဂလာရှိလိုက်တယ်လေ အင်ဒိုကြက်ကြော်အတွက်ငရုတ်တီထောင်းတာပြီးလို့နေပြီဆိုတော့မြည်ကြည့်ဖို့အတွက်ယူလာတာစားကြည့်ပါလား မတရားကောင်းနောက်ဆုံးထပ်မိရတယ်တေချာတော့နောက်ထပ်နည်းနည်းထပ်မိရတယ်နော်ငယ်ယူဒီအနည်းကမတရားကောင်းကို ငါချင်းစားရမယ် အားရမယ် ဒီဗီဒီယိုကြည့်နေတဲ့သူတွေလည်းတရေယူသွားအောင်လို့ချပြလိုက်ပါပြီအားလုံးပဲထမင်းစားကောင်းကြပါစေ